Samen American ပြည်ထောင်စု၏အရှိတ်ချမ်းမှာနောက်ဘက်ချမ်းသို့မိုင်ပေါင်းထောင်ချီခီးနှင်ကငြိမ်းချမ်းရေးအတွက်ခြေလျင်ကြွကြည်နေကြသော We Walk for Peace တန်ဃာတော်များ၏ခီးစဉ်ဟာယခုခါကမ္ဘာမီဒီယာများ၏အာရုံစိုက်မှုကိုရရှိနေပြီးဝါရှင်တန် DC သို့တဖြည်းဖြည်းနီးကပ်လာနေပြီဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါခီးစဉ်ကို VNM နိုင်ငံကဆရာတော်ဦးပညာကာယနဲ့ထိုင်းနိုင်ငံကဆရာတော်တုတ္တဓမ္မတို့ကဦးဆောင်ပြီးကမကထစတင်လှုပ်ရှားခဲ့တာဖြစ်ပြီးမြန်မာနိုင်ငံကရွှေဖုံးပွင့်ဆရာတော်လည်းပါဝင်နေကြောင်းသိရှိရပါတယ်။နိုင်ငံစုံခိုင်းပေါင်းစုံမှဆရာတော်များစုပေါင်းကြွချီလာသည့်ဤငြိမ်းချမ်းရေးလမ်းလျှောက်ပွဲစစ်ကြောင်းကြီးဟာခီးတစ်ထောက်ဖြစ် Hollywood မင်းသားကြီး Samuel L. Jackson သတင်းသုံးနေသောဂူရီယာတီကျောင်းတိုက်သို့ဆက်ရောက်လာခဲ့ရာဂူရီယာတီကျောင်းတိုက်ဤကျောင်းထိုင်ဆရာတော်ကူကြီးမှာလမ်းလျှောက်တန်ဃာတော်များအားရင်းနှီးပွင့်လင်းစွာကြိုဆိုရင်းသူဤအံ့ဩဖွယ်ကောင်းသောလေးစားဖွယ်ကောင်းသောတွေးမြင်ယူဆများအားခုလိုပြောဆိုမိကြသွားပါတယ်။အေးရောက်လာကြပြီလား။လာဆရာတော်လည်းဒီလိုပွဲမျိုးပါမလို့ကွာငါကပြကြီးကကားနဲ့လဲတာမဟုတ်ဘူးလမ်းလျှောက်ပြီးလဲတာဆိုလို့ငါကိုတော်လဲဗန်ဒလီကားပေါ်တက်ရင်တန်းလန်းဆစ်ချော့လိုက်ရတာဒါနဲ့မင်းတို့လဲတာကလည်းအလူခံဖလားမပါအတန်ချက်ဆက်မပါနဲ့ပါလားထို့ခါဦးဆောင်ဆရာတော်ဦးပညာကာယမှာမှန်ပါဗျာတပည့်တော်တို့လမ်းလျှောက်တာကငင်းချမ်းရေးကိုအလူပေးဖို့ထွက်လာကြတာဖြစ်လို့အလူခံဖလားမပါတာသာဖြစ်ပြီးအတန်ချက်ဆက်မပါတာကလည်းကဘာကြီးကစစ်ပွဲတွေမငင်းချမ်းမှုတွေနဲ့စူညံပြည့်နေနေတာဖြစ်လို့တိတ်ဆိတ်ချင်းနဲ့ငင်းချမ်းရေးသတင်းစကားကိုသာပါကျင်တာကြောင့်အခုလိုငင်းသက်စွာနဲ့ပဲလမ်းလျှောက်ကြတာပါဗျာဆိုပြီးပြန်လျှောက်လိုက်တော့ဆရာတော်ကူကြီးမှာကောင်းတယ်ကဘာကြီးငင်းချမ်းဖို့အခုလိုလှုပ်ဆောင်တာအင်မတန်ကောင်းတယ်ဆရာတော်တောင်လွန်ခဲ့တဲ့နှစ်ကရုရှားနိုင်ငံမှာခေါင်းလောင်းကြီးတီးပြီးရုရှားနိုင်ငံတော်ကြီးအေးချမ်းသာရပါစေဆိုပြီးဆုတောင်းပေးခဲ့သေးတယ်ကွာနောက်ပြီးမြန်မာနိုင်ငံရှမ်းမြောက်မှာတိုက်ပွဲတွေပြင်းထန်ထုံးကလည်းငါကိုယ်တိုင်ဟယ်လီကော်ပတာနဲ့စီးပြီးဝေဟင်မှာလှည့်ကအန်ဒီယေကင်းပရိတ်ရပတ်ဖြန်းပေးခဲ့သေးတယ်လာမဲ့ပတ်ကြရင်လေမင်းတို့လိုချီလီငင်းချမ်းကြီးတော့မဟုတ်ဘူးဟိုက်တက်ငင်းချမ်းရေးပုံစံနဲ့ငါရဲ့စင်ကင်နာရဲ့ပေါက်ဆရာတော်ရဲ့ပြီးတော့တဘာဝဆရာတော်ရဲ့ပေါင်းပြီးဗန်ဒလီကားတစ်စီးနဲ့အီရန်ယူကရိန်းမြန်မာနိုင်ငံတို့လိုစစ်ဖြစ်နေတဲ့နိုင်ငံတွေကိုဝိဝိုက်ဖျက်ကျော်ပြီးငင်းချမ်းစွာလက်လက်ပွဲလှုပ်အောင်ပါကွာမင်းတို့လိုတော့နေပူမရှောင်မိုးရမရှောင်လမ်းမရှောင်နိုင်ဘူးလေမင်းတို့လိုနေပူမရှောင်မိုးရမရှောင်လမ်းရှောင်နေရင်ငါတို့လိုဆရာတော်တွေအတွက်ကအချိန်လားသာကုန်နေကွာပြီးတော့ငင်းချမ်းရေးသတင်းစကားလည်းအမြန်မပြောပါဘူးလေငါပြောတာဟုတ်တယ်မလားအေးအခုတော့နိုင်ငံဖျက်ကျော်လက်လက်ဖို့အတွက်ဆိုပြီးစီးနေကြဗန်ဒလီကားကိုတော့အပရမြင်လိုက်ပြီးကားထဲမှာရေခဲတစ်တာပါမယ်တခါတလေညစာစားတာတွေရှိတဲ့အတွက်ညစွန်းချက်ဖို့ kitchen လေးပါမယ် TV ပါမယ်အောက်ဆက်ပါမယ်လမ်းမှာအပြင်းပြေသရှင်နားထောင်မှုအတွက် worldwide internet အဆက်ရ MP3 MP4 တစ်လုံးပါမယ် aircon ပါမယ်ဆိုပြီးမိတ်ဆိုသွားကဆရာတော်ကူကြီးမှာခန့်ညာထဲဝါလာသောဗန်ဒလီကားတော့အားလှည့်လည်ရင်းထွက်ခွာသွားလေတော့သည်